ရဆောင်နေကြတယ်တချို့ကဘယ်ဘက်ကိုကြွေသွားကြတချို့ကရှေ့ဆက်သွားကြငါတို့နှစ်ယောက်လေးဒီလိုပဲဖြစ်ခဲ့တာလားတစ်ချိန်ထဲရောက်လာခဲ့ပြီတနေရာထဲမတော်ဖြစ်ခဲ့ကြရတဲ့ဘုံနာကပင်လေးကိုရေသွင်းဖို့မနေခဲ့မိတယ်မနက်တစ်ခုမှကြည့်လိုက်တော့အရွက်တွေဝါရောင်ဖြစ်နေပြီတကြကယူဆိုင်ခဲ့တဲ့ယာတွေဟာဒါမထွက်ပဲဝေးသွားတတ်တာအဲ့ဒီကြောင့်ကိုနောက်ချမှနားလေခဲ့တယ်ငါတို့ကလမ်းခွဲခဲ့ကြတာမဟုတ်ဘူးရထားတဲ့စင်လို့ဘူဒါခုတဲမှာခဏလောက်ရက်ခဲ့ပြီအချိန်ရောက်တူလို့ကိုယ်တိုင်လာနေကိုထွက်သွားခဲ့ကြတာစာအုပ်အုပ်ထဲမှာစာရွက်ခောက်ထားတဲ့နေရာရှိတယ်စပတ်ဖို့ရည်ရွယ်ခဲ့ပေမဲ့ဘယ်တော့မှပြန်မဖွင့်ဖြစ်ခဲ့ဘူးချိုးစလန်းတွေကမပြီးဆုံးမှုဖတ်တဲ့သူကပဲလက်ပိုင်းမှာထွက်သွားတာဒီနေ့လေလမ်းဆောင်ကမိပွိုင်းဟာအချိန်မှန်ပြောင်းနေစေကားတွေသွားလာနေစေငါကတော့နီးရောင်ကနေစိတ်ရောင်ပြောင်းနေချီမင်းကိုပတီယာမီနို